ဖီယာကြီးပမော်တိန်ဖီရေးထားတဲ့မျှဝေလို့တော့အတွေးများနံပါတ်4ဆိုတဲ့ဖောင်ရဲ့ဖာမျက်နှာ130မှာတကယ်ငြိမ်းချမ်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ရေးထားတဲ့ story တစ်ခုရှိတယ်။တော်တော်ကောင်းတဲ့ story ပါ။အကျဉ်းချုပ်ပြောရရင်တခါတိုင်းပြည်ပြည်ဘရင်တစ်ပါးကငြိမ်းချမ်းမှုကိုရုံလုံးပေါင်းဆွဲနိုင်တဲ့ပကြီးဖျားကိုအတက်ပြငွေ1000ချင်းညစ်ပဲဆိုပြီးတော့ကြေညာလိုက်တယ်။အဲ့တော့ပကြီးဖျားတွေကလည်းငြိမ်းချမ်းမှုကိုကိုယ်ကားပြုတဲ့ပကြီးမျိုး share ဆွဲပြီးပြင်းပြီးတင်သွင်းကြတာပေါ့။ငြိမ်းချမ်းမှုကိုကိုယ်ကားပြုတဲ့ပကြီးဆိုတော့ကျွန်တော်တို့ထင်တဲ့အတိုင်းပဲတာလှပတဲ့တဘောရှူရင်ပုံကိုလှလှအပေါက်ဆွဲထားတာ။ဒီလိုနဲ့ဖူချင်းမြင့်မြတ်နေလဲရောက်ရောဘရင်ရဲ့ရွေးချယ်မှုကြောင့်လူတွေအားလုံးအံ့ဩဝင်ရောဘာဖြစ်လဲဆိုတော့ဘရင်ရွေးချယ်လိုက်တဲ့ပကြီးကကျွန်တော်တို့ထင်ထားတယ်လို့အတားရဖို့အလှပဖို့ပကြီးကမဟုတ်ဘူးအဲ့ဒါနဲ့လုံးဝဖက်ညင်ပဲကြီးအဲ့ဒီပကြီးကားထဲမှာဘာအပင်မှမရှိတဲ့တောင်ရုံးတစ်ခုနဲ့မိုးတွေလည်းမှောင်နှင်းနေပြီပုံတိုင်းတွေလည်းတိုက်နေတယ်ပြန်ဖီးတွေလည်းလက်ပြီးမိုးကြိုးတွေပြည့်နေတာဖူတော့ပြည်သူတွေကလည်းဒီပကြီးကားကိုကြည့်ပြီးဘရင်ယူညာယူသွားပြီလားဆိုပြီးအငင်းပွားပြဖြစ်ပေါ်အဲ့ဒီချိန်မှာပဲဘရင်ကြီးကပကြီးကားကိုတေချာကြည့်ခိုင်းလိုက်တယ်ပကြီးကားထဲမှာဘာအပင်မှမရှိတဲ့တောင်တုံးကြီးရဲ့တောင်ပေါင်းသားလေးမှာခြုံမုံလေးတစ်ခုရှိတာကိုတွေ့ရလိမ့်မယ်အဲ့ဒီခြုံမုံထဲမှာငှက်တိုက်လေးတစ်ခုရှိတယ်အဲ့ဒီငှက်တိုက်ထဲမှာငှက်လေးတစ်ကောင်အေးဖေးဖေးလေးနေနေတာထိတ်လန့်နေရရမရှိဘူးငင်းငင်းချမ်းလေးပဲအဲ့တော့မှဘရင်ကြီးကငင်းချမ်းမှုဆိုတာတာယာလှပတဲ့အခြေအနေတစ်ခုနေရာတစ်ခုမဟုတ်ဘဲနဲ့ဖိုးရတဲ့အခြေအနေထဲမှာတော့ငင်းချမ်းပြီးနှလုံးသားတစ်ခုဖြစ်တဲ့အကြောင်းမုံတိုင်းကြားထဲမှာအေးဖေးဖေးနေတဲ့ငှက်လေးကငင်းချမ်းမှုကိုကိုကားပြတဲ့အကြောင်းတိုင်းလူပြည်သားတွေကိုရှင်းပြလိုက်တာပေါ့ဒီ story လိုပါပဲကျွန်တော်တို့တွေလည်းငြိမ်းချမ်းမှုဆိုတာကိုဘာပြဿနာမှမရှိတဲ့အခြေအနေတစ်ခုဒါမှမဟုတ်အေဂျင့်တိတ်ဖိတ်တဲ့နေရာတစ်ခုလို့ထင်ထားကြတာဒါပေမဲ့ကျွန်တော်တို့တွေဘယ်လိုအေဂျင့်တဲ့နေရာပဲတွားကျွန်တော်တို့စိတ်ထဲနှလုံးသားထဲမှာရှိတဲ့မုန်းတရားတွေနောင်တတွေနာကျင်မှုတွေကနေမလွတ်မြောက်နိုင်ဘူးလူကအေဂျင့်တိတ်ဖိတ်တဲ့နေရာရောက်နေတာစိတ်ထဲမှာတော့ကိုမုန်းတဲ့လူတွေလုပ်ခဲ့တဲ့အမားတွေကြုံတွေ့နေရတဲ့ပြဿနာအကြောင်းတွေကိုတွေးရင်ဖိတ်ဖိတဲ့နေရာမျိုးပေါ့ဆိုတော့ငြိမ်းချမ်းမှုဆိုတာအေဂျင့်တိတ်ဖိတဲ့နေရာတစ်ခုဆိုတာထက်တည်ငြိမ်နေတဲ့ဖိတ်နှလုံးသားတစ်ခုဆိုရင်ပုံမှန်ပါလိမ့်မယ်ပြင်ပလောကမှာငြိမ်းချမ်းမှုရှာတွေ့နိုင်မှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ငြိမ်းချမ်းမှုဆိုတာကကိုယ်စိတ်ကိုပိုင်နိုင်ပြုပြင်ပြီးမှရလာမယ့်အရာမဟုတ်လို့ပါမုံတိုင်းကြားထဲမှာထိတ်လန့်ကြောက်ရွံ့ခြင်းမရှိပဲတည်တည်ငြိမ်လေးနေနိုင်တဲ့ငှက်လေးလိုပေါ့ဒါကပြဿနာတွေကိုကြောခိုင်းလိုက်တာမျိုးမဟုတ်ပါဘူးတကယ်တော့ဒါကပြဿနာတွေကြားထဲမှာပဲမထွက်တော့ပဲတည်ငြိမ်မှုရှိတဲ့အထက်မျိုးပါပဲငြိမ်းချမ်းမှုဆိုတာစိုင်းမရှိပဲငြိမ်နေတဲ့ပင်လယ်မျိုးလို့မဟုတ်ပါဘူးတကယ်တော့ငြိမ်းချမ်းမှုဆိုတာကစိုက်ခတ်လာတဲ့များစိုင်းတန်တွေကိုတည်ငြိမ်မှုအပြည့်နဲ့ခံနိုင်ရှိနေတဲ့ကြောက်ဖိုင်ကြောက်ခဲရလို့ပါပဲ